พี่เมย์เห็นมันจะมีคนที่พม่ามายึดเมืองไปหมดแล้วพม่ามาเอาไปหมดแล้วอะไรเงี้ยนะเนี่ยถ้าเรายังไม่ทำอะไรนะต่อไปอ่ะมันจะมีทัศนคติเกลียดกันพอเวลาเราใช้คำว่าเอาคนผิดกฎหมายขึ้นมาถูกกฎหมายเนี่ยมันก็จะมีขั้นตอนมีกระบวนการเรียกรับผลประโยชน์อะไรขึ้นมาเยอะแยะเต็มไปหมดเลยพี่เมย์ใช้คำนี้เนาะร่วมกันมารุมกินโต๊ะมากขึ้นพี่เมย์คิดอย่างนี้ว่าทุกคนอ่ะควรจะปรับทัศนคติของการอยู่ร่วมกันอะระหว่างแรงงานต่างด้าวกับคนไทยใหม่ด้วยนะในปัจจุบันนะมาเที่ยวยกดามาเบียนี่แต่ละป่วยซ่าเนี่ยแบบป่วยซ่าเนี่ยเช็คเสร็จแล้วပြီးပစိုးစောတွေပါလို့လိုပဲရောက်လာဖြစ်တာပေါ့มาကျန်စိတ်ကိုစာချုပ်ချုပ်ပြီးတော့ပွဲစားကိုကျွန်တော်တို့အကုန်လုံးလမ်းစိတ်တွေပေါ့ကျွန်တော်တို့လာတဲ့တုန်းကဆို30လောက်ပွဲစားနဲ့မလာဘူးဆိုရင်ကျွန်တော်တို့ကမသွားရမလာတော့ဘူးပေါ့အဲ့ဒါကြောင့်ပွဲစားကိုအားကိုပြီးတော့ပတ်စံပြီးတော့မှလာတာถ้าแบบที่พม่าไม่ได้เกิดสงครามไม่ได้อะไรเงี้ยพี่แบบเป็นประชาธิปไตยแต่พี่สไลด์เขาจะทำอะไรอยู่อะครับแบบจะทำอาชีพอะไรเป็นใครอยู่ตอนนี้ဘာလို့ဖြစ်မှာကျွန်တော်တို့ကဟိုအရင်တည်းကတောင်သူပဲလှုပ်လာဆိုတော့တောင်သူလင်မအဲ့ဒါမှာဒီမှာကျတော့စားဖို့နေစင်ပြီးတော့ဗောဒီနိုင်ငံခြားလာပြီးတော့ထိုင်းနိုင်ငံလာပြီးတော့လှုပ်ရတာပေါ့ဟုတ်မြန်မာပြည်မှာလှုပ်ရတာတဲ့ဆိုင်ဒီမှာတော့တဝိတခါတလတခါအဲ့လိုပတ်စံထွက်တာချီတော့စင်ပြေပါတယ်ပထမရုံမှာ330လောက်ဒီမှာအခုကနေစားက400တူပေါ့ဟိုနဲ့ထွက်ပြီးစင်ပြေလာဆိုတော့ UD ရှိတဲ့ချိန်ကျတော့လစာပူထွက်တာပေါ့ UD မရှိရင်တော့လစာမထွက်အဲ့ကြိုင်တော့ပတ်စံတော့ရတာမလောက်ဘူးပေါ့စင်ပြေဘူးတော့မပြီးမှာဘလို့ပုံစံနဲ့နေပြီဆိုတော့အစားတော့ကပ်ပါးတွေပဲဟိုကတော့လက်လုံလက်စားပေါ့ကျုံတဲ့အလုပ်လုပ်ပြီးတော့ကျုံတယ်လို့စားနေတယ်အမှကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီ9နှစ်ရောက်တဲ့အချိန်မှာကျွန်တော်တို့နိုင်ငံတော်တော်ပြောင်မြောက်သွားတယ်ပေါ့တိုးတက်မှုတွေအများကြီးရှိတယ်လမ်းမဆက်သွယ်ရေးမီးရစာအကုန်တိုးတက်မှုရှိတဲ့အချိန်မှာကို့မှာအရင်ကြီးလုံအောင်တမန်နိုင်ငံတက်ပတ်သက်ရှာတာကို့နိုင်ငံကောင်းလို့ရှိရင်ဒီမှာအရင်ကြီးရှာပြီးတော့ကို့နိုင်ငံမှာပြန်လှုပ်ရှားမှာပေါ့ဆိုတဲ့ပုံစံနဲ့လာပြီးတော့ဒီမှာအရင်ကြီးရှာတယ်ပေါ့အခုတော့နိုင်ငံမကောင်းတော့အဆင်မပြေဘူးဖြစ်နေမကောင်းသေးဘူးသူကစပြီးတော့မကောင်းတာကိုပြင်တော့မှရှိသေးတယ်အစာပြုတ်ုံပဲရှိသေးတယ်ပွဲစားကျွန်တော်တို့လာတော့25သိန်းလောက်ပဲပေးရတယ်လေယောင်ထပ်သားပြရုံမှာတစ်ခါလောက်ဘူးတယ်ပြီးတော့အခုချွန်ဘူလီဟန်နီဝေးမှာတစ်နှစ်ကျော်လောက်ဘူးတယ်အခုနောက်ဆုံးကတော့ဒီကြီးယုံမှာပေါ့အခုလက်ရှိကျွန်တော်လုပ်နေတဲ့ကြီးယုံမှာဘာဖြစ်လို့ဒီလိုကိုလုပ်ရတာလဲဆိုတော့အလုပ်တစ်ခုနဲ့တစ်ခုရှာရေးမလွယ်ဘူးလွယ်တော့ညာလည်းပတ်စံမတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီစက်ရုံတရုံကနေလှုပ်လို့နှောင်းတရုံပြောင်းတာနဲ့စာရွက်စာတမ်းအသစ်အော်တိုလောက်ရတာပတ်စံတအားကုန်နောက်တစ်ခုရှိတာပွဲစားကအများကြီးပေးရတယ်အဲဒါကြောင့်အစင်မပြေလဲဒီအောင်မှေးလုံနေရတာပဲမိသားစုစာဝင်နေရေးကြောင့်စာရွက်စာတမ်းနဲ့ဘယ်လိုပြောရလဲဆိုတော့ဒီစက်ရုံပြောင်းမဲ့ဆိုတာနဲ့အခုကတက်ရှိ MOU ပေါ့အရင် MOU ကနေပြီးတော့ကြက်တထေးကြက်အောင်မပါလို့ရှိရင်ဘတ်တယ် CI လို့ဆိုတော့2000ကျော်ကုန်29000လောက်ကုန်ဘာတွေလဲဆိုတော့သူတို့ပွဲစားကရယ်စာရွက်စာတမ်းဘိုးရယ်နောက်ပြီးတော့ကြက်ခောက်တာရယ်ပွဲစားက9500 1000ထားပွဲစားက1000ဟိုဘက်မှာကျွန်တော်တို့စာရွက်စာတမ်းနဲ့ဒီကြက်ခောက်တာ9000လောက်ကုန်တော့19000ပြည့်ပြီအဲ့ချာမှာကျွန်တော်တို့ကဘတ်တင်ရမယ် CI လုပ်ရမယ် MOU တွေကိုထိုးထည့်ရသက်ဆက်မယ်ပေါ့ဆိုရင်အဲ့ဒါ1500တောင်မှရှိတယ်အငယ်ကအဲ့လိုဟာမျိုးတွေဖြစ်သွားတာသိတယ်ကိုစုကကိုအရေးချင်းနဲ့ကိုသွားလှုပ်လို့မရဘူးကိုတိုင်လှုပ်လို့မရဘူးပေါ့နော်သိတယ်ဈေးကနည်းနည်းလေးဆိုတော့သိတယ်ဒါပေမဲ့ကိုတိုင်လှုပ်လို့မရဘူးကိုကင်ထားတဲ့စက်ယုံကလည်းတထေးကိုတိုင်လှုပ်မပေးဘူးပွဲစားပဲလွှဲပေးတာအဲ့တော့ပွဲစားစားတာပေါ့ကိုတိုင်တော့လှုပ်ချင်တာပေါ့ကိုတိုင်လှုပ်ချင်တယ်စက်ယုံကစားပွဲစားနဲ့ပဲလှုပ်ခိုင်းတော့ဆိုတော့ကိုတွေကမလှုပ်လို့မဖြစ်ဘူးလေမလှုပ်လိုက်လို့ရှိရင်ကို့မှာဒါကိစ္စတွေအဆင်မပြေဘူးပေါ့အခုဆိုရင်အေးပေါ့အဲ့ဒါတည်းဆိုများမယ်အဲ့ဒါတည်းတော့အောက်မကြ
ย้อนกลับไปสมัยในยุคแรกๆตั้งแต่สมัยท่านทักษิณเลยเนาะประกาศให้คนงานที่ไม่ถูกต้องตามกฎหมายเนี่ยมาแสดงตัวซะมารับใบอนุญาตทำงานให้ถูกต้องซะเพื่อง่ายต่อการบริหารจัดการเนาะพอหลังจากนั้นเนี่ยเขาก็จะมีกระบวนการเมนเทนให้แรงงานกลุ่มเนี่ยอยู่ในประเทศไทยต่อได้โดยวิธีการต่ออายุอะไรก็แล้วแต่นะคะก็จะมีการประสานงานไปยังประเทศต้นทางโดยฝั่งประเทศไทยเราเนี่ยแหละนะให้มาจัดทำหนังสือเดินทางให้กับแรงงาน ซึ่งเราเรียกว่าหนังสือเดินทางชั่วคราว CI ที่เราใช้กันปัจจุบันเนี่ยนะคะก็คือ temporary passport เนาะข้อดีของมันก็คือมันทำให้แรงงานเดินทางกลับประเทศเขาได้ไปกลับไปเยี่ยมญาติสามารถเดินทางกลับมาอะไรก็ได้เนาะแต่ปัญหาที่ตามมาก็คือค่าใช้จ่ายนะเมื่อก่อนนะแรกๆค่าใช้จ่ายจะอยู่ประมาณเฉพาะค่าส่วนของการขึ้นทะเบียนเนี่ยอยู่ไม่เกิน 3,000 บาทต่อคนนะคะมาทำไอตัวเล่มพาสปอร์ตไอ CI เนี่ยอีกประมาณ1,000 กว่าบาทสมัยก่อนค่าใช้จ่ายต่อคนที่ขึ้นทะเบียนในประเทศก็จะอยู่สักประมาณ 5-6,000 บาทรวมเล่มพาสปอร์ตแล้วนะคะแต่พอมาปัจจุบันเนี่ยค่ะค่าใช้จ่ายในการขึ้นทะเบียนไม่รวมทำ CI เลยนะก็เกือบ10,000ละกลุ่มต่ออายุเนี่ยค่าธรรมเนียมจริงๆมัน 3,000 กว่าบาทนะคะมีค่าวีซ่า500มีค่า work permit 1,900มีค่าตรวจสุขภาพ500ค่าประกันสุขภาพ990พี่เมย์เคยกดเครื่องคิดเลขแล้วมันอยู่ที่ 3,900 แต่ทุกวันนี้มันก็จะมีค่าใช้จ่ายแฝงรวมค่าบริการของบริษัทบนจ.ด้วยเราก็จะเก็บค่าบริการกันอยู่ในราวๆ 8,000 ขึ้นไปจนถึง10,000 กว่าอันนี้ไม่รวมค่าเดินทางนะกับค่าใช้จ่ายเพียวๆเนี่ยพอจะเข้าไปทำตัวหนังสือเดินทางตอนนี้มันแพงขึ้นไปถึง 6-7,000 บาทแล้วนั่นหมายความว่าต่อคนน่ะก็จะมีค่าใช้จ่ายอยู่ที่ประมาณเกือบ 20,000 บาทผู้มีส่วนเกี่ยวข้องในห่วงโซ่เท่าเดิมอะค่ะแต่มันมีคนที่เห็นประโยชน์จากกระบวนการนี้มากขึ้นนะคะแล้วก็ร่วมกันเข้ามาพี่ไม่ใช้คำนี้เนาะร่วมกันมารุมกินโต๊ะมากขึ้นก็ต้องยอมรับมันเป็นค่านิยมของแรงงานต่างด้าวส่วนหนึ่งเหมือนกันที่เลือกใช้ในหน้าที่เหมือนเขาสื่อสารกันรู้เรื่องแต่พอหลังๆเนี่ยมันก็จะเริ่มมีบนจ.พม่าหรือลูกจ้างของบนจ.พม่าที่เห็นถึงกระบวนการเหล่านี้ว่าสามารถเข้ามาแทรกแซงสามารถเข้ามาเป็นตัวกลางและเรียกรับเงินได้นะก็แปลงตัวมาเป็นในหน้าเถื่อนมีมากกว่าในหน้าไทยด้วยซ้ำก็จะเกิดปรากฏการณ์ในหน้าเราเนี่ยหอบเงินหนีทิ้งงานหลอกคนงานว่าจะได้งานแล้วก็เอาคนงานมาทิ้งเอาคนงานไปขายต่ออะไรอย่างเงี้ยนะเยอะแยะเต็มไปหมดเลยค่ะเอาตรงๆนะไม่แปลกใจนะคะแต่ว่าหนักใจที่ผ่านมาค่ะเวลาเราทำงานเรื่องเอกสารเรื่องการอนุญาตให้แรงงานต่างด้าวอยู่ในประเทศไทยยังถูกกฎหมายนะคะกระบวนการที่ผ่านมามันไม่สลับซับซ้อนเนาะมันไม่ค่อยยุ่งยากเนี่ยไม่ค่อยมีเรื่องของการเรียกรับเงินเท่าไหร่ปัจจุบันเนี่ยค่ะไอ้การที่กระบวนการมันยุ่งยากไปหมดอย่างเงี้ยค่ะมันก็จะมาพร้อมกับการต้องจ่ายเพื่อขอความสะดวกมันก็จะเกิดกระบวนการที่จะต้องมาจ่ายเงินเยอะแยะเต็มไปหมดเลยเพราะฉะนั้นน่ะพี่เลยรู้สึกว่าไม่แปลกใจเพราะว่าพี่ก็เข้าใจคิดเองนะอันนี้ยิ่งทำให้มันลำบากมันก็เป็นอีกช่องทางในการเรียกรับเงินไหมอ่ะตอนเข้ามาอยู่ในไทยช่วงแรกๆเป็นยังไงบ้างพี่ဟုတ်ရောက်ခါစားတော့လူရောစင်မပြေတာရှိရဘူးဟိုကပလိတ်တွေဘာတွေကြောက်ရတာတွေအဲ့လိုတွေရှိပါတယ်ဘာလို့ကြောက်တာလဲသူကသူများတွေပြောဆိုင်နေရှိရပါဘောပလိတ်တွေကဒီလိုပဲအခုမှအထောက်ထားစုံတွေတောင်းဒီလိုပဲဖမ်းပြီးတော့ရစ်တယ်ပေါ့ပတ်စံတွေအပြစ်မကြည့်ပြေးချပြီးတော့တောင်းတယ်ပေါ့အဲ့ဒါကြောင့်ကြောက်ရတာဘယ်လိုလဲဆိုကျွန်တော်တို့ကဟိုကပြန်လာအဲ့ဒါကိုသူတို့ကတန်ချတယ်ဆိုတော့အဲ့ဒါနဲ့တူးရကြဘာကျွန်တော်တို့မှစားစားတာနဲ့အစုံပါရပါအဲ့ဒါကိုဒီတိုင်းပဲလေရုံခေါ်သွားရပဲလေရုံခေါ်သွားပြီးတော့ပတ်စံပေးရမယ်ဗာညာသူပြီးတော့အဲ့တော့ထောက်ထားတွေပါလဲစုံတယ်ပြီးတော့2000အဲ့လောက်ပေးရတယ်ဖုန်းတွေပါတွေပါစစ်တယ်ဘယ်လိုပုံစံလေးရှိလဲဆိုတော့သူတို့ကပတ်စံထုတ်ပေးမယ်ရက်ကိုဒီနေ့ထုတ်ရမယ်ဆိုထုတ်ပေးပဲနဲ့နောက်နေ့ထုတ်ပေးမယ်နောက်နေ့ထုတ်ပေးမယ်အဲ့လိုတွေရှိတယ်ပြီးတော့နေစားကားတွေအပြည့်မရတာတွေရှိတယ်အခုလောက်အားကအပြည့်မရတာတွေအဲ့လိုတွေရှိတာပေါ့အဲ့လိုကြုံပြီးနေစားကအပြည့်မရတာဒီလိုပဲကိုယ်ဒီမှာတုံးဖို့မချင်းဒီများအဆင်ပြေတဲ့လူဒီမှာယူပြီးတော့ချိပြီးတော့တုံးနေရတာပေါ့နောက်လက်စားထွက်မှပြန်ပေးမယ်အဲ့လိုပြောပြီးတော့ချိတုံးရတာပေါ့တော်တော်များများဖိနှိပ်ခံရတယ်ဟာဘယ်လိုဖြစ်လို့ဖိနှိပ်ခံရလဲဆိုတော့သူတို့
ဒီပေါ့ဒီဆက်ရုံသူတို့သွင်းပေးလိုက်တယ်ဟုတ်လားသူတို့မှတာဝန်ယူမှုတာဝန်ခံမှုဘာမှရှိမလားနံပါတ်1တစ်ချက်နောက်ပြီးတော့သူသွင်းပေးလိုက်တယ်ဆက်ရုံမှာလက်ရှိအလုပ်လုပ်နေတယ်ဆက်ရုံမှာဖြစ်ပျက်တဲ့ကိစ္စမှန်တယ်များသူတို့ရှင်းမပေးဘူးနောက်ပြီးတော့တချို့ယုံတွေဆိုလို့ရှိရင်ငွေကြီးထုတ်တာတရားစားအဆင်မပြေဘူးခုနေ10ရက်နေထုတ်ပေးမယ်ဆို15ရက်နေဖြစ်သွားတာမျိုးတို့12ရက်နေဖြစ်သွားတာမျိုးတို့ရှိခဲ့တချို့ဆက်ရုံတွေကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီဆက်ရုံကတတိယပေးထားတယ်ကားကထမင်းဘူးအခန်းကအကုန်ပေးထားတယ်ပွဲသားတွေကမှအဲ့ဒါကိုပြန်ဖြတ်ပြီးတော့မှဒီလုံသမားကိုပတ်စံရှင်းပေးတာအဆင်မပြေဘူးပေါ့အဲ့ဒါရှိတယ်စက်ရုံတရုံဘယ်လိုဆိုသူတို့ဒီစက်ရုံကတတိယလူခေါ်တယ်ပေါ့နော်လူခေါ်တယ်ဆိုသူတို့သွင်းပေးတယ်သွင်းပေးပြီးတော့အဲ့တော့ပွဲသားကဘလောက်ပေါ့8000 9000ပေါ့အဲ့လိုဆိုပြီးယူတာနောက်ပြီးတော့ကြောင်ကြခေါက်ခါတွေပါတယ်ပါညာဆိုပြီးတော့အဲ့လိုတောင်းယူတာဟုတ်ကဲ့ပါနော်ကျွန်တော်ဒီလူ73ယောက်စာပေါ့73ယောက်စာဆိုတော့တကယ်တောင်းတာကတယောက်ကို8500တောင်းတယ်8500တောင်းတော့လောလောဆယ်ကျူတင်ငွေပေးရတာတယောက်ကို3000စီပေါ့နော်3000စီကိုလောလောဆယ်ဒီစလစ်နဲ့က1000ဝယ်လွှဲပေးထားတယ်ပေါ့ကျန်တဲ့ဥစ္စာကိုပတ်စံပေးလိုက်တယ်ပေါ့ဟုတ်ကဲ့ရှိတာပေါ့ရှိတယ်ခုလက်ရှိပဲရှိတာပဲဥမာဆရာသမား73ယောက်တယောက်3000နဲ့ယူလဲပြီးပွဲသားတယောက်လက်သွားပြီမရှိဘူးဒါသူတို့အလုပ်သွင်းပေးကဆိုပြီးတောင်းစားတာတောင်းယူတာဝေးလာတော့တာကမားပေါ့ဘယ်လိုမျိုးလဲဆိုဒီပွဲသားမရှိတော့လည်းမဖြစ်ဘူးလို့ဒါပေမဲ့ရှိတဲ့ပွဲသားကလည်းဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကိုဗမာချင်းမတရားလုပ်တာပွဲသားတိုင်းတော့မဟုတ်ဘူးတရားမှာ90ရာခိုင်နှုန်းလောက်ပွဲသားမဟုတ်တာလုပ်တဲ့ကောင်လေးဒီနိုင်ငံမှာတော့မဖြစ်နိုင်ဘူးဆိုတာဘာဖြစ်လို့ဆိုတော့ကိုကျွန်တော်သိပါနော်ကျွန်တော်မြန်မာပြည်ကနေ MOU နဲ့ဓာတ်လိုက်တက်ရှင်တော့ပွဲစားထားစီရမလို့ပေါ့နော်ဒီစက်ရုံဓာတ်လိုက်ရောက်ပြီအဲ့ဒါတော့မြန်မာနိုင်ငံမှာပွဲစားထားရသေးတယ်ကိုသူကဒီရောက်မှဆိုလို့ရှိရင်စက်ရုံကိုရီအလုံးမရှာနိုင်ဘူးပွဲစားပဲရှာပြီးတာလေရှာပြီးတော့ပွဲစားလည်းရှိမှဖြစ်မှာပေါ့ဒီဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီမြန်မာနိုင်ငံကနေဒီအလုပ်လာလုပ်တဲ့သူတွေကတော့ဒီထိုင်းနိုင်ငံမှာရှိလေထိုင်းနိုင်ငံဥပဒေဘောင်တွေကပဲနေကျင်တာပေါ့သူတို့ဈေးကြီးလို့မတတ်နိုင်လဲမလုံနိုင်တော့မှပဲဒီဥပဒေဘောင်အပြင်တော့မထွက်ချင်ဘူးဘောင်ထဲမှာပဲနေကျင်တာမဟုတ်ဘူးဘယ်လိုခံစားရလဲဆိုတော့ဘယ်လိုလဲဆိုမပေးချင်ဘူးသူတို့ကိုဒါပေမဲ့အလုပ်ရာကြီးအတွက်အဆင်ပြေရေးအတွက်ပဲပေးလိုက်ရတာဒါပေမဲ့စိတ်ထဲမှာတော့မကောင်းဘူးပေါ့မြန်မာနိုင်ငံမှာဒီနိုင်ငံရေးမကောင်းသူတွေကတော့နိုင်ငံသားတွေကဒီရောက်နေသေးတယ်ဒီဈေးကတက်သွားမှာပဲကြမယ်ဆိုတော့မထင်ဘူးအဲ့ပေါ့ဈေးကြီးလို့ဒီဥပဒေဘောင်ထဲမဝင်ဘူးဆိုတော့ကိုမတက်နိုင်တော့မလုပ်ရုံပေါ့อะไรสำคัญที่สุดในชีวิตพี่กว่าส่งอ่ะ ဒါပဲ สำคัญที่สุดลูก ทำไมยังไง บลูလဲဘာလို့လဲပြောပြပါအောင်ဘလူလို့ สำคัญ အဲ့လိုဟို นี่ลึกๆพี่ ကျွန်တော်တို့နိုင်ငံရေးမကောင်းလို့ပေါ့နော်နိုင်ငံရေးမကောင်းလို့ကိုသားကိုတမန်နိုင်ငံမှာခေါ်ပြီးတော့ကိုဒီပညာမတတ်တဲ့ကိစ္စပေါ့ပညာမတတ်တော့လူတန်းစင်မမိဘူးပေါ့ဒီမှာနိုင်ငံသားနဲ့ရှင်တော့ကိုရီနိုင်ခံရတယ်ပေါ့နော်အဲ့တော့ကိုသားသမီးသာပညာတတ်ခဲ့လို့ရှိရင်သူ့ဘဝရှိရေးဘာပဲလှုပ်စားညအနေမခံဘူးပေါ့ကိုမိသားစုအတူတူနေကြလို့ပေါ့နိုင်ငံရေးတွေကလည်းမကောင်းတော့စိတ်မချဘူးလက်ရှိကိုနိုင်ငံကတော့ဘယ်လိုလဲဆိုတော့အခုဖြစ်နေတဲ့ကိစ္စကတော့အာဏာယူနေတဲ့ကိစ္စပေါ့နော်အဲ့ဒါကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီနိုင်ငံရကျင်တယ်ပေါ့ဒီနိုင်ငံမှာတော့မရှိလို့လာပြီးအလုပ်လာလုပ်တယ်သူတို့နိုင်ငံသားဖြစ်တန်းလူမဆက်ဆံတော့မှပဲကျွန်တော်တို့ကတရားဝင်လာလုပ်သည့်အတွက်ဥပဒေဘောင်တွေကသွားပြီးတော့ကောင်းကောင်းမွန်မွန်အလုပ်ကလေးတော့လုပ်ချင်တယ်ပေါ့အဲ့ဒါဟုတ်ကဲ့ แรงงานที่เข้ามาทำงานในประเทศไทยแล้วนะคะแล้วก็มีใบอนุญาตทำงานถูกต้องแล้วเนาะเขาจะหลุดออกจากระบบได้นะคะเรื่องแรกก็มาจากตัวแรงงานเอง เปลี่ยนงานย้ายนายจ้างแล้วไม่เข้าใจเรื่องของระเบียบของการแจ้งเข้าแจ้งออก
ก็ทำให้หลุดออกจากระบบโดยผลของกฎหมายกับน่าจะเป็นเรื่องของอุปสรรคในการดำเนินการต่อใบอนุญาตทำงานที่ยุ่งยากแล้วไม่เข้าใจกระบวนการไม่เข้าใจข้อระเบียบต่างๆที่กระทรวงแรงงานกำหนดขึ้นรวมถึงระยะเวลาในการดำเนินการเนี่ยมักจะกระชั้นชิดเสมอก็จะทำให้แรงงานเหล่านี้เสี่ยงต่อการหลุดออกนอกระบบเป็นจำนวนมากทุกคนทั้งนายจ้างทั้งแรงงานพร้อมจะปรับตัวได้อยู่แล้วแต่สิ่งที่ภาครัฐจะต้องเข้ามาทำคือการทำให้ทัศนคติของคนไทยเข้าใจคนต่างด้าวอยู่ร่วมกันให้ได้เนาะ